နေ့ကပြင်းလာတဲ့တက်တော့ကြည့်နေတော့အမေးဖြေလေးတစ်ခုသွားတွေ့ဘုန်းကြီးတစ်ပါးနဲ့တခါတယောက်အမေးဖြေလောက်ထားတဲ့အမေးဖြေလေးတစ်ခုပါစိတ်ဝင်စားစရာကောင်းပါတယ်မေးတဲ့သူရောဖြေတဲ့လူရောသူတို့ရဲ့ပညာအဆင့်တောင်ခံမှန်းလို့ရပါမေးတဲ့သူကဘာမေးလိုက်တယ်လဲဆိုလို့ရှိရင်ဘောရဝါဒအရာတဲ့ကောင်းတာလုပ်ရင်ကောင်းကျိုးပေးတယ်ဆိုတော့ကောင်းကျိုးပေးတယ်ဆိုရင်လက်ရှိအချိန်လေးကြီးကပြောင်းပြန်ပြီးဖြစ်နေတယ်တဲ့ကြာရင်တဲ့ခုခေတ်လူငယ်တွေကနောက်တစ်ချိန်ကြာလို့ရှိရင်ဘာသာမဲ့တွေဘာသာပြောင်းလာတွေတော့ဖြစ်ကုန်နိုင်မယ်ဖြစ်ကုန်တော့မယ်တဲ့ဒီအချိန်လေးဘလို့ဖြစ်ချင်းမလဲဖျားဆိုမှတော့မေးလိုက်အဲ့မှာပြန်ဖြေတဲ့ဖုံဖုံကတော်တော်ကိုမှချစ်ကျူးစရာကောင်းပါမှတ်သားစရာလည်းကောင်းလို့ကျွန်တော်တကယ်ချင်းနေဒီထဲကျွန်တော်နဲ့ပတ်သက်ရဆက်နေတဲ့လူတော်တကယ်ချင်းတွေကိုပြန်ပြီးတော့ကျွန်တော် share လေးလုပ်ဘုံကဘာပြန်ဖြေလိုက်တယ်လဲဆိုတော့လောကမှာတဲ့ကံမနိုင်တဲ့အခြေအနေ၃မျိုးရှိတယ်တဲ့အဲ့ဒါတွေကဘာလဲဆိုလို့ရှိရင်ကာလဒေတာပုဂ္ဂိုလ်၃မျိုးရှိတယ်ဆိုလိုတာကဗျာကာလဆိုတာဘာလဲဒေတာဆိုတာဘာလဲပုဂ္ဂိုလ်ဆိုတာဘာလဲဆိုတော့ထပ်ရှင်းထားတဲ့သူကာလဆိုဒေတာဆိုပုဂ္ဂိုလ်ဆိုအဲ့ဒီအခြေအနေ၃မျိုးကိုကံမနိုင်ဘူးတဲ့ကနားလည်းကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တူတူနဲ့လူရင်းပဲပြောရမှာဒီတမှာဖုံဖုံလုံးပြန်ဖြေထားတဲ့အထက်မှာပါဠိပတ်သားတွေပါတယ်ကြပြာတွေပါတယ်ကျွန်တော်အဲ့ဒါတွေတော့ပြပြတော့ရိုးရိုးလေးပဲနားလည်အောင်ပြောမယ်ဆိုလို့ရှိရင်နံပါတ်1ကာလဆိုဘယ်လိုဟာမျိုးကိုပြောရလဲဆိုလို့ရှိရင်ကျွန်တော်တို့အနေဆက်ဆုံးကိုဗစ်ကာလကိုကြည့်လိုက်အဲ့ကိုဗစ်ကာလအတော့အတွင်းမှာကံကောင်းကံဆုံးနဲ့မဆိုင်ဘူးဗျကံကောင်းတဲ့လူရောကံဆိုးတဲ့လူရောအနေထိုင်မတက်လို့ရှိရင်ကုဆက်မှာပဲပေးကုန်ပါဘူးအဲ့ဒါကံနဲ့မဆိုင်ဘူးအဲ့ဒါဟာဘလို့နေထိုင်ကြစ်ကြံစားတောက်တဲ့လဲဆိုလဲဉာဏ်နဲ့ပဲဆိုင်နေတယ်အဲ့လိုအချိန်မျိုးအဲ့လိုဟာမျိုးကိုဘာလို့ခေါ်လဲဆိုလို့ရှိရင်ကာလဆိုးလို့ခေါ်တယ်အဲ့လိုအချိန်တွေကိုလည်းကံမနိုင်ဘူးဗျဒါဖုံဖုံဖြေသွားတဲ့အဖြေလေးတွေကိုပြောတယ်နံပါတ်1ကကျတော့ဘာလဲဆို data ဆို data ဆိုဆိုတာကျွန်တော်နိုင်ငံမှာဖြစ်နေတာတွေကကျွန်တော်ပြောပြအောင်စိတ်မကြခင်ပြီးသွားတဲ့ဒီစကိုင်းငလျင်ကြီးကိုပဲကြည့်လိုက်စကိုင်းပြက်ရကြောဆိုတာတနည်းအားဖြင့်ပြောမှဆိုလို့ရှိရင်ဒါဖုံဖုံပြောတဲ့ထက်မှာ data ဆိုတဲ့မှာပါတာအဲ့လို data ဆိုတဲ့မှာရောက်နေတဲ့လူတွေကကံဆိုးတဲ့လူတွေနဲ့လည်းမဆိုင်တော့ဘူးကံကောင်းတဲ့လူတွေနဲ့လည်းကျွန်တော်အဲ့ဒါတွေကမဆိုင်တော့ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီ data မှာနေတဲ့လူတွေကျွန်တော်တို့ထက်ကောင်းတာလုပ်နေတဲ့လူတွေလည်းအများကြီးကျွန်တော်တို့ထက်ငါးပါးသီလလုံးနေတဲ့လူတွေလည်းအများကြီးပြိုပြက်သွားတဲ့ထဲမှာဆိုလို့ရှိရင်ဘုံကျောင်းတွေလည်းပါတယ်ပရိယတိစာသင်တိုက်တွေလည်းပါတယ်စာသင်ကျောင်းကြီးလည်းပါတယ်ဒါတွေဆိုလို့ရှိရင်ကျွန်တော်တို့ပြောချင်တဲ့အတိတ်ကကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်ဆိုတော့ပုံပြီးတော့ကံနဲ့မဆိုင်တော့ဘူးအဲ့လိုအခြေအနေမျိုးတွေကိုလည်းကံမနိုင်ဘူးနောက်နံပါတ်3ကကျတော့ဘာလဲဆိုလို့ရှိရင်ပုဂ္ဂိုလ်ဆိုကျွန်တော်လက်ရှိအခြေအနေနဲ့ကျွန်တော်မပြောတော့ပါဘူးဘုရားဟောဇတ်တော်တွေကနှစ်ခုနဲ့ပဲကျွန်တော်ထုတ်ပြပါဆိုကြပါစို့ဗျာဘုရားဟောဇတ်တော်တွေမှာဘောဓိတာရကြီးဆိုးတဲ့တောရဲ့အင်္ဂလိပ်မာလာကြီးဆိုးတဲ့တောရဲ့ကိုသွားမယ်ဆိုလို့ရှိရင်အသက်ခံနိုင်အဲ့ဒါဟာကံဆိုလို့အဲ့ခေတ်မှာလူ